အားလုံးပဲမင်္ဂလာပါခင်ဗျာ Story Corner Channel မှာကြိုဆိုလိုက်ပါတယ်ဆရာဖေမြင့်ဘာသာပြန်ဆိုပြုစုမိညာရေးသားသောကိုပိုင်လုပ်ငန်းနှင့်ကြီးပွားမည့်ပုဂ္ဂိုလ်စာအုပ်ဖြစ်ပါတယ်မိညာပြုစုရေးသားသောဝတ္ထုမှာ G. Kingsley Ward ၏ Letters of a Businessman to His Son ဖြစ်ပါတယ်ဝတ္ထုပါအကြောင်းအရာမှာကိုယ်တိုင်စူးစမ်း၍ချမ်းသာလာသောအောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်ဖခင်တူကစီးပွားရေးလောကနှင့်လူ့ဘဝထဲသို့စတင်ဝင်ရောက်လာသောတားဖြစ်သူထံသို့ရေးသားပေးပို့ခဲ့သည့်ကိုပိုင်ပေးစာ30ခန့်ကိုစူးစီးထားခြင်းဖြစ်ပါသည်ဖခင်သည်ကြီးမားသောခွဲစိတ်မှုများခံယူပြီးနောက်မိမိသေဆုံးနိုင်ခြေကိုသတိပြုမိလာသောအခါမိမိအောင်မြင်မှုရဝက်ချက်များနှင့်နှစ်ပေါင်းများစွာစူးစမ်းခဲ့ရသည့်အတွေ့အကြုံများကိုလက်ဆင့်ကမ်းပေးနိုင်ရန်အတွက်ဤပေးစာများကိုရေးသားခဲ့ပုံဖြစ်ပါသည်ပေးစာများသည်ဖခင်တူ၏ဆုံးမဩဝါဒပေးသည့်လေသံဖြင့်ရေးသားထားပြီးစီးပွားရေးနှင့်ဘဝတွင်အောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်သောအကြောင်းအရာများစွာအကျုံးဝင်ပါသည်ခြုံငုံ၍ဆိုရသောဤစာအုပ်သည်လူငယ်များအားစီးပွားရေးလောက၏ရှုပ်ထွေးမှုများကိုကျော်ဖြတ်နိုင်ရန်အတွက်ခိုင်မာသောကျင့်ဝတ်ဆိုင်ရာအခြေခံအုတ်မြစ်ကိုထိန်းသိမ်းထားရင်းလိုအပ်သည့်မူများနှင့်စိတ်နေသဘောထားများကိုလမ်းညွှန်ပေးသည့်လက်ဆွဲစာအုပ်ဖြစ်ပါသည်ပေးစာနံပါတ်1ရင်ဆိုင်ရှင်ပြန်ရဲတဲ့စိတ်လူအရေးအရာတိုင်းအတွက်အခါရာသည်ဟူသည်ရှိသည်ဒီတက်ခိုက်အမိအယယူလိုက်ရင်ကံကြမ္မာအကျိုးပေးကောင်းကြုံရနိုင်သည်အခွင့်တာကိုက်မြူလိုက်ရင်ကဘဝခီးတစ်လျှောက်စီးတိမ်တောင်ကုန်များနှင့်တိုးကဆင်းရဲဒုက္ခမျိုးစုံကြုံရပေလိမ့်မည်သားကိုခုနှစ်နှွေနှောင်းရာသီသင်တန်းကစပြီး St. Andrew College ကလက်ခံမဲ့အကြောင်းအသိပေးစာတစ်စောင်ရောက်လာတာအဖေသိရတယ်ဒါပေမဲ့ဒီလောက်ထူးချွန်ထင်ရှားတဲ့အကြောင်းမှာတက်ခွင့်ရတာကိုပဲသားကတိတ်ဟဟပတ်တက်ကြွကြွမရှိဘူးဆိုတာသိရတော့အဖေအားသိမိတယ်အတော်များများတခြားလူငယ်တွေဆိုရင်ဒီလိုအခွင့်အရေးမျိုးကိုအလူအယက်ရယူကြမှာသိကြတယ်။ St. Andrew ဆိုတာကအထူးပုဂ္ဂိုလ်တွေမှတက်ခွင့်ရနိုင်တဲ့တကယ့်ထိပ်တန်းကျောင်းမဟုတ်လား။ကျောင်းစရိတ်ကြီးမားတာရဲ့နေမြေဒေသအကန့်အသတ်ရှိတာရဲ့ပညာရေးသတ်မှတ်ချက်မျက်နာတွေရဲ့ကြောင့်လူအများစုဟာဒီကျောင်းကိုဘလို့မှတက်ခွင့်မရနိုင်ကြဘူး။ဒါပေမဲ့ကံအားလျော်စွာသားမှာအဲ့ဒီအတားအဆီးတွေတခုမှမရှိဘူး။လုံးဝလမ်းပွင့်နေတယ်။ကိုယ့်အတွက်အခြေအနေဒီလောက်ပေးနေတဲ့အချိန်မှာသားကဒီအခွင့်အရေးကိုယူရမှာဝင်လေးသလိုဖြစ်နေတယ်ဆိုတော့အဖေစိတ်ထဲအတော်လေးအနှောင့်အယှက်ဖြစ်သွားတယ်အဖေနားမလည်နိုင်ဘူးသားအတွက်နည်းနည်းမဟုတ်တော်တော်ကိုပဲဖေဖေစိုးရိမ်တယ်အဖေတယောက်အနေနဲ့ကို့သားသမီးကိုသူဆန္ဒမရှိတဲ့လမ်းကြောင်းကိုလိုက်ဖို့အတင်းမတိုက်တွန်းသင့်ဘူးဆိုတာအဖေနားလည်ပါတယ်မိဘကအတင်းလမ်းကြောင်းချပေးလို့ကောင်းသွားတာတွေထက်တောင်မရောက်မြောက်မရောက်ဘဝလမ်းကြောင်းပျောက်သွားရသူတွေကပုံများတယ်ဆိုတာအဖေလည်းသိပါတယ်အဖေပြောချင်တာကအဖေတို့ဟာဒီကမ္ဘာလောကကြီးတွေကိုဒီတစ်ခေါက်တည်းပဲဖျက်လျှောက်ကြရတာဒါကြောင့်မို့ဒီဟာကိုအကောင်းဆုံးအပြောင်မြောက်ဆုံးဖြစ်အောင်လှုပ်ဆန်းပါဆိုတဲ့အချက်ပဲအဖေတွေ့ခဲ့ဘူးတဲ့လူတွေအများကြီးရှိတယ်ကျွန်တော်ဘဝကတော့အချင်းကြီးအလားအသက်ပါပဲဗျာအခွင့်အရေးမှန်သမျှကျွန်တော်နဲ့လွဲခဲ့တာပဲဆိုတဲ့စကားမျိုးပြောကြတဲ့သူတွေအသက်တွေက35 45 55အဲ့ဒီလိုအရွယ်မျိုးတွေဘာကြောင့်အခွင့်အရေးမှန်သမျှလွဲခဲ့ရတယ်လဲမေးကြည့်ရင်90%လောက်ကအကြောင်းမျိုးတွေပြကြလိမ့်မယ်ကိုဘာတစ်ခုမှမဖြစ်မြောက်ခဲ့တဲ့ကိစ္စကိုဘေးဘီလက်ညှိုးထိုးပြီးစင်ကြေဆင်လက်အမျိုးမျိုးပေးကြလိမ့်မယ်10%လောက်ကပဲရိုးရိုးဖြောင်းဖြောင်းဝင်ခံမယ်ငယ်စဉ်အခါတုန်းကကြုံခဲ့ရတဲ့ဘဝရဲ့စိန်ခေါ်ဆန်းသက်မှုတွေကိုလက်မခံညှင်းဆန်မိခဲ့လို့ဆိုတဲ့အချက်အခွင့်အရေးဆိုတာအခက်အခဲလေးတွေနဲ့တွဲလာတာလူကိုစိန်ခေါ်တာဇွဲတက်တိကိုစမ်းသက်တာစိန်ခေါ်မခံရဲစမ်းသက်မခံရဲအခက်အခဲကိုရင်မဆိုင်ရဲတော့အခွင့်အရေးမှန်သမျှနဲ့လွဲကြရတာပေါ့အဖေဒီလူတွေအတွက်စိတ်မကောင်းဘူးတချို့လူတွေဆိုရင်အခြေအနေသိပ်ပြီးတယ်အရာရာကိုယ့်ဘက်မှာကြီးပဲလိုရာဆိုလို့တခုပဲရှိတာကိုရှိချပေးလာတဲ့အခက်အခဲနဲ့တွဲသောအခွင့်အရေးကိုကောက်ယူရတဲ့တတိအဲ့ဒါလေးမရှိခဲ့လို့တဘဝအချင်းကြီးအလားအသက်ဖြစ်ရတာအခွင့်အရေးတစ်ခုကိုရယူမယ်ဆိုတဲ့အခါမှာတခါတရံကိုယ့်ငကိုမူလနေထိုင်မှုပုံသဏ္ဍာန်တွေပါပြောင်းပြရတာမျိုးရှိတတ်တယ်လူတော်တော်များများဟာဒါမျိုးကိုမတတ်နိုင်ကြဘူးအဖေဘဝမှာလုပ်ခဲ့ဘူးတဲ့အခက်အခဲဆုံးအလုပ်ကအဖေငယ်စဉ်ကကိုဇာတိမြို့ကလေးကိုခွဲခွာပြီးကိုနဲ့တိကျွမ်းသူတယောက်တလေမှမရှိတဲ့မြို့ကြီးပြကြီးစီကိုတွားခဲ့ရတဲ့ကိစ္စပဲမိုင်းတစ်ထောင်ခရီးအဖေလုံးဝမတွားချင်ခဲ့ဘူးဒါပေမဲ့ဒီခရီးဟာအဖေအတွက်တစ်ခုတည်းသောအောင်မြင်ရေးခရီးဆိုတာအဖေသိနေတယ်ဒီခရီးလမ်းဟာတိတ်ကိုအထီးကျန်နိုင်မဲ့ခရီးလမ်းဆိုတာခန်းစားမိနေတယ်ဒါပေမဲ့ခရီးအစုံမှာပန်းတိုင်ကိုမြင်နေရတယ်ပန်းတိုင်ကအဖေအတွက်အဖေကိုယ်တိုင်ချထားတဲ့ပန်းတိုင်ဒီပန်းတိုင်ကိုရောက်ဖို့အတွက်တော့ငါအားထုတ်ရလိမ့်မယ်ဆိုတဲ့အသိစိတ်ကလေးဟာအဖေကောင်းနဲ့ဆွဲနေတယ်သူကစေ့စော်တိုက်တွန်းနေတယ်ပန်းတိုင်နဲ့တွဲလာတဲ့
အဲ့ဒီအထီးကျန်လန်းခရီးရဲ့စိန်ခေါ်မှုကိုလက်ခံခဲ့တဲ့အတွက်အဖေဘဝတစ်ခုလုံးပြောင်းလဲတိုးတက်ခဲ့တာပဲကဲအခုသားရင်ဆိုင်နေရတဲ့ပြဿနာစိန့်အင်ဒရူးဆိုတဲ့ကျောင်းကိုတက်မလားမတက်ဘူးလားဆိုတဲ့ကိစ္စဒါသားမှာလမ်းစုံလမ်းကွာရောက်နေပြီနော်ဒီကျောင်းဟာဘဝတစ်ခုအောင်မြင်တိုးတက်မှုအတွက်အခြားကျောင်းတွေထက်ပိုသေးကြတဲ့အခွင့်အလမ်းကိုပေးနေတယ်ဆိုတာစင်းစရာတွေအရာထင်ရှားခိုင်မာထားပြီးသားဒါပေမဲ့သားကဒီကျောင်းကိုတက်ရင်တိတ်ခက်ခဲပင်ပန်းနေမလားဒီကျောင်းဟာကျောင်းသားတွေရဲ့အားထုတ်မှုကိုအများကြီးတောင်းဆိုမဲ့ကျောင်းလားတွေးတောကြောက်ရွံ့ပြီးနောက်ဆုတ်လွှဲဖဲ့သွားခဲ့မယ်ဆိုရင်တော့နောက်အနှစ်20-30ကြာရင်ကျွန်တော်ဘဝတစ်လျှောက်လုံးအခွင့်အရေးမှန်သမျှနဲ့လွဲခဲ့ရတယ်လို့ငိုညည်းရတဲ့အဖြစ်မျိုးသားကြုံရမှာပဲအဲ့ဒီဘဝမျိုးရောက်အောင်အခုလိုငယ်ရွယ်စဉ်အချိန်ကလေးကပဲသားကိုယ်တိုင်ရွေးချယ်ချမှတ်လိုက်ပြီလို့ဆိုရမှာပဲဂျူလီယက်စီးစာပြဆက်မှာရှိတ်စပီးယားပြောထားတဲ့စကားတစ်ခွန်းရှိတယ်လူအရေးအရာတိုင်းအတွက်အခါရာသီဟူသည်ရှိ၏ဒီရေတက်ခိုက်အမိရယူလိုက်ရင်ကံကြမ္မာအကျိုးပေးကောင်းကြုံရနိုင်၏အခွင့်တာကမြူလိုက်ရင်ကဘဝခရီးတစ်လျှောက်စီးတိမ်တောင်ကုန်များနဲ့တိုးကဆင်းရဲဒုက္ခမျိုးစုံကြုံရပေလိမ့်မည်တဲ့အခုသားရင်ဆိုင်ရမယ့်အခက်အခဲကိုစစ်စစ်ကြည့်ရအောင်သားဒီကိစ္စကိုစမ်းလုံးကြည့်ပဲဆိုပါတော့တကယ်စူးစမ်းကြည့်ပြီးမအောင်မြင်ရင်ဘာဖြစ်မလဲဘလို့ဘေးဒုက္ခတွေသားခံစားရမလဲစာမွေးအောင်မဖြေနိုင်တဲ့သူကိုလက်ဖြတ်မလားဒါမှမဟုတ်ထောင်ချမလားသားစီကစက်ကယ်ကိုတိမ့်ဝမလားမလုပ်ပါဘူးဘာအဖြစ်တမ်းမှခံစရာမရှိပါဘူးအောင်မြင်ရင်သာချီးမွမ်းကြမှာကိုယ့်ရင်အောင်မြင်နှစ်နဲ့အတိုင်းဝိုင်းကလက်ကမ်းကြိုဆိုကြမှာစီးပွားရေးလုပ်ငန်းလောကမှာအဖေအဲ့ဒီလိုအတွေ့အကြုံတွေအများကြီးရခဲ့ပြီးပါပြီဒါကြောင့်အခုဆိုရင်မအောင်မြင်တဲ့ကိစ္စတွေကိုအဖေဘယ်တော့မှနှစ်ခါပြန်မတွေးဘူးမနေ့ကအကြောင်းတွေဆိုတာအိတ်ငိုက်နေသူတွေရဲ့ကိစ္စအဖေကောင်းထဲမှာဒီကနေ့တိုက်ပွဲရဲ့အတွက်စဉ်းစားနေရတာနဲ့တင်ပဲနေရာလက်မကျန်ဘူးမအောင်မြင်မှုဆိုတာကဝမ်းနည်းစရာကောင်းသလိုရည်စရာလည်းကောင်းတယ်မအောင်မြင်မှာတွေးပူပြီးလူတွေမှာဖြစ်လိုက်ရတဲ့အစာရင်ယောဂါတွေခေါင်းကိုက်တာတွေအကြောတက်တာတွေတချို့များအုံနောက်ချောင်သွားတဲ့အထိဒါပေမဲ့နောက်ဆုံးအဲ့ဒီတွေးပူတာကြီးကတကယ်ဖြစ်လာပြီတဲ့ကိုပူပန်ခဲ့တဲ့လောက်ကြီးကျယ်ဆိုးရတာမှမဟုတ်ပဲကိစ္စတစ်ခုမအောင်မြင်ုံနဲ့တဘဝလုံးပြတ်သွားမှာမဟုတ်တာတခါတလေအဖေတို့အုံနောက်တွေကပူပင်ကြောင်းကြနဲ့ပတ်သက်ရင်အချိန်ပိုအလုပ်တွေအများကြီးလုပ်တတ်တယ်ပုံကြီးချဲ့ပြီးပူတာတကယ်လက်တွေ့မှာဘလောက်မှဖြစ်လိမ့်မရှိဘူးအခုသားစိတ်မှာဒီเจ้าနဲ့ပတ်သက်လို့အကဲဖြတ်ထားတာတွေကတိတ်ကြီးကျယ်နေမှာเจ้าသားတွေအားလုံးကဘာသာစုံဂုဏ်ထူးသမားတွေစာသိပ်တော်သလိုအားကစားမှလည်းအရန်ထူးချွန်သူများမတတ်နိုင်တဲ့ကိစ္စမှန်သမျှသူတို့သာခိုင်းလိုက်အများဆုံးအကောင်းဆုံးပြီးလာစေရမယ်ဆိုတဲ့လူတွေမျိုးကြီးပဲလို့အောက်မေ့ခြင်းအောက်မေ့နေမှာအဖေပြောမယ်တားတိအောင်ရှင်းပြတဲ့သဘောတသက်ပါဒီเจ้าကเจ้าသားတွေထဲမှာတားအခုတက်လက်စเจ้าကเจ้าသားတွေထက်ပင်ကိုရပိုထူးချင်သူဘယ်နှယောက်မှမပါဘူးကွဲပြားသွားတဲ့အချက်ကသူများထက်သူတို့ပိုကြိုးစားကြတယ်ဆိုတာတခုတည်းပဲအဲ့ဒီတော့သူတို့ကပိုအောင်မြင်တယ်အဲ့ဒီအခါနာမည်ထွက်လာတယ်အခုတားကိုသားပြန်ကြည့်အုံနောက်အရာမှာအရေးချင်းအစမ်းအစအရာမှာအခြားဘာကိစ္စညာကိစ္စမဆိုမှာပတ်ဝန်းကျင်မှာတွေ့ရတဲ့လူတကာနဲ့လိုက်နှိုင်းရှင်ကြည့်မယ်ဆိုပါတော့ဟိုဟာကြတော့သူကနည်းနည်းသားသလိုရှိမယ်ဒါပေမဲ့ဒီဟာကြတော့ကိုကနည်းနည်းပူကျွမ်းကျင်မယ်ခြုံငုံကြည့်လိုက်ရင်တယောက်နဲ့တယောက်မတိမ်မယိမ်းတွေပါပဲသူများထက်သားမနှိမ့်ကြဘူးခြုံလဲထွက်မနေဘူးပုံမှန်အဆင့်တော့ရှိတယ်ပုံမှန်စံမီဆိုတော်ရောပေါ်ဘာပူစရာရှိသလဲသားလိုအဲ့ဒီပုံမှန်အနေထားရှိတဲ့လူတစ်ယောက်ဟာစူးစမ်းတဲ့အကြောင်းတစ်ကြောင်းနဲ့ပိုအဆင့်မြင့်တဲ့အုပ်စုတစ်ခုရဲရောက်သွားတဲ့အခါသားရဲ့နေထိုင်မှုပုံသဏ္ဍာန်နဲ့စူးစမ်းအားထုတ်မှုအတိုင်းအဆတွေဟာလည်းအမှတ်မထင်ပဲအဲ့ဒီအုပ်စုနဲ့အတူလိုက်ပြီးပြောင်းလဲလာတယ်မြင့်လာတယ်ဒီရေတက်မှာရေနဲ့အတူမြင့်ပြီးပါသွားတဲ့သဘောပဲသူတို့နဲ့အတူပါသွားမယ်ဘေးရောက်မသွားဘူးသိပ္ပံမှာ osmosis ဆိုတာရှိတယ်ပြင်အားချင်းမတူတဲ့အရေးနှစ်ခုကိုအမေးပါးနဲ့ခြားထားတဲ့အခါအရေးတစ်ခုကနောက်တစ်ခုတည်းကိုစိတ်ဝင်တာလူမှုဆက်ဆံရေးမှာလည်းဒီသဘောရှိတယ်လူတစ်ယောက်ဟာသူနဲ့အသွင်မတူတဲ့အခြားပတ်ဝန်းကျင်တစ်ခုတည်းလုံးလုံးများများရောက်ရှိသွားတဲ့အခါတဖြည်းဖြည်းအဲ့ဒီပတ်ဝန်းကျင်သိရဲ့အသွင်သဏ္ဍာန်တွေကိုသိရဖြစ်စေမသိပဲဖြစ်စေစုပ်ယူကူးယူမိတဲ့သဘောရှိတယ်ကိုယ့်ထက်ကြိုးစားအားထုတ်ပြီးအရေးချင်းလဲတာနေတဲ့အဝင်းဝိုင်းထဲကိုရောက်သွားတဲ့ကျောင်းသားတစ်ယောက်ဟာလည်းသူ့ငကိုထက်ပိုတက်လာတတ်တာသဘာဝပဲသားဆိုရင်အဖေယုံနေအဲ့ဒီအုပ်စုတွေရောက်သွားရင်အောင်မြင်ဖို့အခွင့်အလမ်းပိုရှိလာမှာသိကြတယ်။ဘာကြောင့်လဲဆိုတော့သားလည်းပဲအသာခေါင်းငုံနောက်ဆုံးနေတတ်တဲ့လူမျိုးမှမဟုတ်ပဲသူများတွေလောက်ကြပါစေဆိုပြီးဘေးကငေးနေမဲ့လူမျိုးမှမဟုတ်ပဲအဖေသိတာပေါ့သားကဝင်လုံးမှာသူများတဲ့ရှေ့ရောက်အောင်ဝင်လုံးမှာအဖေယုံနေဒီကနေ့ထိသားပေါ်အဖေအဲ့ဒီတိုင်းပဲယုံကြည်ထားတယ်။ဘဝခရီးတစ်လျှောက်စိန်ခေါ်မှုတွေကြုံရတဲ့အခါ
လူမျိုးမျိုးကပုံစံမျိုးမျိုးနဲ့တုံ့ပြန်ကြတယ်တချို့ကရင်ဆိုင်ရှင်ပြန်ရဲတဲ့တတိလုံးဝမရှိဘူးတဘွားလုံးခေါင်းငုံတိုးရှိုးပြီးနေသွားကြတယ်တချို့ကစိန်ခေါ်မှုမှန်သမျှကိုထိတ်တိုက်ရင်ဆိုင်တယ်မရှိရင်လိုက်ရှာတယ်အဲ့ဒီနှစ်ခုကြားမှာတော့အကျိုးတင်အကြောင်းတင်ဆောင်ရွက်မှုဆိုတာရှိတယ်ကျိုးကြောင့်တင့်မြတ်စဉ်းစားတတ်တဲ့သူများဟာအခက်အခဲဆိုတိုင်းမကြောက်ဘူးနောက်မတွန့်ဘူးသို့တော့အခက်အခဲကိုရင်ဆိုင်ကျော်လွှားခြင်းဖြင့်ကိုယ့်အတွက်ကိုဘလို့လမ်းမျိုးပွင့်လာမလဲဆိုတာတော့ဝေဖန်စစ်စစ်တတ်ကြတယ်မရေရာမသေးကြတဲ့လမ်းလားကိုယ့်ဘဝတကယ်တိုးမြင့်လာစေမဲ့လမ်းလားအကျိုးရှိမဲ့လမ်းကြောင်းကိုဖွင့်ပေးမယ်ဆိုရင်တော့အဲ့ဒီစိန်ခေါ်ချက်အဲ့ဒီအခက်အခဲတွေကိုသူရင်ဆိုင်ရှင်ပြိုင်သွားလိမ့်မယ်တကယ်တော့ဒီလိုရင်ဆိုင်ရှင်ပြိုင်ရခြင်းသည်ပင်ဘဝရဲ့သဘောတဘာဝတစ်ခုပါဒါကိုသားကိုယ်တိုင်လည်းတဖြည်းဖြည်းသိလာပါလိမ့်မယ်သားတကယ်ဝင်ပြိုင်ပြီဆိုတဲ့အခါပြိုင်ပွဲအများစုမှာသားအနိုင်ရပါလိမ့်မယ်တချို့ပွဲတွေမှာတော့အရှုံးနဲ့ကြုံရလိမ့်မယ်ဒါပေမဲ့ရှုံးသည်ဖြစ်စေနိုင်သည်ဖြစ်စေအဲ့ဒီပွဲတွေမှာအားထုတ်ရှင်ပြိုင်ရင်သားဟာပိုပြီးအရေးသွေးထက်မြက်တဲ့လူတစ်ယောက်ဖြစ်လာလိမ့်မယ်Gabriel Beer ဆိုတဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်1495ခုနှစ်လောက်ကပြောခဲ့မှုတဲ့စကားတစ်ခွန်းရှိတယ်တိုက်ပွဲမဝင်ဘဲနဲ့တော့ဘယ်သူမှအောင်ပွဲခံရမှာမဟုတ်ဘူးတဲ့အင်မတန်ရှင်းတဲ့စကားသို့တော်ဘာပဲဖြစ်ဖြစ်သားသဘောအတိုင်းဆုံးဖြတ်ရမှာပါအခုပွဲမှာဖြစ်ဖြစ်နောက်ပွဲတွေမှာဖြစ်ဖြစ်သားဝင်တိုက်သည်ဖြစ်စေဝင်မတိုက်သည်ဖြစ်စေအဖေအတွက်ကတော့သားဟာအမြဲအဖေသားပါပဲသားကိုချစ်တဲ့အဖေပေးစာနံပါတ်1ပညာရေးလူတစ်ယောက်ရဲ့အောင်မြင်မှုကိုသူ့လုပ်ရက်နဲ့တိုင်းတာရတယ်လုပ်ရက်တစ်ခုရဲ့အကောင်းဆုံးအရေးသွေးဟာအဲ့ဒီအလုပ်ကိုဘယ်လောက်ဉာဏ်ပညာဘုသူတရှိစွာလုပ်ခဲ့တယ်လဲဆိုတဲ့အချက်ပေါ်မှာမူတည်တယ်ဒါလူတော်များများစိတ်မှာပညာရေးဆိုရင်စာသင်ကျောင်းနဲ့ပဲဆိုင်တယ်လို့အောက်မေ့တတ်ကြတယ်မှန်တယ်လို့လည်းမှန်ပါတယ်ကျောင်းဆိုတာပညာရေးစတင်ဖို့အသင့်တော်ဆုံးနေရာတစ်ခုပေါ့ဥပမာသားအတွက်ဆိုရင်သားနေခဲ့တဲ့အထက်တန်းကျောင်းဟာတိတ်ကောင်းတဲ့ကျောင်းတစ်ကျောင်းပေါ့ထူးချွန်တဲ့စာသင်သားတွေအများကြီးမွေးထုတ်ပေးနိုင်ခဲ့တဲ့ကျောင်းအဲ့ဒီလိုကျောင်းကောင်းတစ်ခုအဖြစ်အတိအမှတ်ပြုခံရစေတဲ့အဓိကအကြောင်းကစီကံကောင်းခြင်းလို့ပဲအဖေမြင်တယ်ဒီလိုကျောင်းကောင်းမျိုးတွေမနေဘူးပဲထူးချွန်အောင်မြင်တဲ့ယောက်ျားမိန်းမတွေမရှိဘူးလားဆိုတော့ရှိပါတယ်အများကြီးရှိပါတယ်ဒါပေမဲ့သူတို့အောင်မြင်ခဲ့ရတဲ့အဓိကအကြောင်းဟာလည်းစီကံပါပဲသူတို့အဖို့မှာတော့ကိုယ်ပိုင်စီကံနဲ့နေတတ်တာကိုစီကံချပြီးကိုစီကံကိုလိုက်နာနေထိုင်တတ်တာကြောင့်ပဲပေါ့အောင်မြင်မဲ့သူနဲ့မအောင်မြင်မဲ့သူကွဲပြားခြားနားသွားစေတာအဲ့ဒီအချက်ပါပဲကျောင်းကောင်းကောင်းမှနေခဲ့ရတဲ့စီကံရှိတဲ့စာတော်တဲ့ကြိုးစားတဲ့ရွယ်သူလူငယ်များနဲ့ပေါင်းသင်းဆက်ဆံနေထိုင်ကြီးပြင်းခွင့်ရခဲ့တယ်ဆိုတာတွေဟာလူငယ်တယောက်အတွက်အစကောင်းခဲ့တဲ့သဘောပါပဲဒီအခွင့်အရေးမျိုးမကြုံရသူများထက်တပန်းတာခဲ့တယ်လို့ဆိုရလိမ့်မယ်အဲ့ဒီလိုဘဝပတ်ဝန်းကျင်အနေထားကောင်းကြုံမယ်ပင်ကိုယ်ရည်သွေးလည်းရှိမယ်ဥတီချက်တစုံတရာပေါ်ထက်သန်ဆွဲမြဲတဲ့စိတ်လည်းရှိမယ်ဆိုရင်တော့အဲ့ဒီလူတက်မလာအောင်တားဆီးထားဖို့မလွယ်ကူတော့ဘူးကျောင်းပညာသင်နေတဲ့အချိန်မှာအရေးကြီးတဲ့အချက်တစ်ခုကသိကျင်မြင်ကျင်စူးစမ်းကျင်တဲ့စိတ်ကလေးစာသင်ခန်းထဲယူလာနိုင်ဖို့ပဲပညာကိုလိုချင်မမောတဲ့စိတ်ပေါ်အဲ့ဒီစိတ်ကလေးရှိနေပြီဆိုရင်စာသင်ရတာကိုကပျော်စရာတစ်ခုဖြစ်လာတယ်တချို့ကစာရဲစိတ်မဝင်ပဲဆရာတွေစာသင်ပုံမကြိုက်ဘူးသင်ကြားနည်းစနစ်ကဘာဖြစ်တယ်စသဖြင့်ပြစ်တင်ဝေဖန်ရင်းအချိန်ကုန်ကြတယ်ဒီအတွက်ကိုပဲနစ်နာတယ်ကျောင်းကိုရောက်လာရတဲ့အဓိကယူရချက်ကကျောင်းကပေးတဲ့ပညာတွေကိုယူဖို့သာဖြစ်လေတော့ပြစ်တင်ဝေဖန်တဲ့အလုပ်တွေနဲ့ကိုယ့်ရင်အားကိုဖြုံးတိမနေပဲသူတို့ရဲ့နည်းစနစ်နဲ့စစ်ဆေးရမှာလဲငါအစစ်ဆေးခံနိုင်ခဲ့တယ်အောင်မြင်ခဲ့တယ်ဆိုတာမျိုးဖြစ်အောင်သာကြိုးစားသင့်တယ်။ဒါကျောင်းပြီးတဲ့အခါစီးပွားရေးလုပ်ငန်းလောကထဲဝင်ဖို့ဆန္ဒရှိရဲဆိုတာသိရတဲ့အတွက်အဖေဝမ်းသာတယ်။ကြိုလဲကြိုဆိုတယ်အားလဲပေးတယ်။ဒါပေမဲ့ပြောစရာလေးတွေတော့ရှိသေးတာပေါ့။လုပ်ငန်းလောကဆိုတာလူငယ်တွေမျက်စိမှာတိတ်သဘောကျစရာဖြစ်နေမှာအမှန်ပဲ။တနာနာကားကြီးတွေစီးရမယ်။လုပ်ငန်းကိစ္စနဲ့ခရီးတွေသွားရမယ်။အကောင်းဆုံးဆိုင်ကြီးတွေမှာစားတောက်ရမယ်။သားစိတ်ထဲမှာပတ်စံနေအများကြီးရမှာတွေးပြီးအရန်တက်ကြွနေမှာအဖေမြင်အောင်မိတယ်။မှန်တယ်လုပ်ငန်းရှင်ဘဝဆိုတာတိတ်ကျဉ်တဲ့ဆရာကောင်းတဲ့ဘဝတစ်ခုပဲပေါ့။ဒါပေမဲ့တစ်ချက်တော့ရှိသေးတယ်။ဒီတစ်ချက်ကတိတ်တိတ်မမမဟုတ်ဘူးအကြီးစားအချက်။အဲ့ဒါကဘာလဲဆိုတော့တကယ်ကျဉ်တဲ့ဆရာကောင်းတဲ့လုပ်ငန်းရှင်ဘဝကိုရောက်ဖို့အတွက်လုပ်ငန်းလောကထဲမှာကိုယ့်အတွက်ခိုင်မာတနေရာရအောင်ကြိုးစားနိုင်ဖို့လိုတယ်ဆိုတာပဲ။ကိုယ့်နေရာကိုယ့်တောင်ကလေးကိုနဲ့သာအဝင်ခွင်ကြသူများဝင်လို့လုံးဝမရဆိုတဲ့အကန့်ကလေးအဲ့ဒါရှိထားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့စီးပွားရေးလောကဆိုတာတိတ်ကျဲဝန်းတယ်။တိတ်လဲရှုပ်ထွေးတယ်။ဒီလောကထဲမှာအောင်မြင်သူတွေကြီးရှိတာမဟုတ်ဘူး။စီးပွားပြတ်လို့ဒေဝါလီခံသွားရသူတွေလည်းရှိတယ်။စီးပွားရေးလောကရန်ကိုမခံနိုင်လို့အရွယ်မတိုင်ခင်သေဆုံးသွားရသူတွေလည်းရှိတယ်။
ဒီလိုအဖြစ်မျိုးတွေကိုရှောင်ရှားခြင်းနဲ့စီးပွားရေးလောကရဲ့အခြားသောဘေးဒုက္ခအန္တရာယ်တွေကိုကာကွယ်နိုင်ဖို့လည်းအရေးချင်းစွမ်းအားတွေရှိထားခြင်းနဲ့ဆိုရင်ဒီနေ့ကစပြီးနောက်10နှစ်လောက်အထိကာလအတွင်းကိုဘာတွေလေ့ကျင့်ပြင်ဆင်မယ်ဆိုတာသားတတိချာချာအကွက်ချစီစဉ်ထားဖို့လိုတယ်။ကိုလေ့ကျင့်သင်ကြားမဲ့ဘာသာရပ်တွေရွေးချယ်တဲ့အခါမှာစီးပွားရေးနဲ့ဓာတ်ရိုက်ပတ်သက်တာတွေကြီးမရွေးချယ်မိဖို့တော့သတိပြုရလိမ့်မယ်။စီးပွားရေးပညာတတ်ကြီးတက်ထားလို့မရဘူး။လူတွေအကြောင်းလူလောကကြီးအကြောင်းတွေကိုနားလည်ပတ်နှံ့ထားဖို့လည်းအလွန်အရေးကြီးတယ်။ဒီကမ္ဘာလောကနဲ့ပတ်သက်တဲ့ကိစ္စအဝဝတွေမှာကြကြပြန့်ပြန့်မြင်တတ်တွေးတတ်သုံးသပ်တတ်မှာပိုတော်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နိုင်တာ။အဲ့ဒီလိုအမြင်ကျတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ဖို့လေးလာတဲ့ဘာသာရပ်တွေကလည်းအများကြီးပဲရှိတယ်။နိုင်ငံရေးသိပ္ပံသမိုင်းပထဝီဘူမိဗေဒစည်ရင်းချရရင်တရှိတရားပဲအဲ့ဒီအများကြီးရှိတာတွေကရွေးရမှာအင်္ဂလိပ်စာရေးဆရာကြီးဂျွန်ဒရိုင်းတင်ကတော့လောကမှာဘယ်အရာမဆိုတစုံတစ်ခုအတွက်တော့ကောင်းကျိုးပြုတာကြီးပဲလို့ဆိုခဲ့ဘူးတယ်အဖေအဲ့ဒီစကားကိုတကယ်အပြည့်အဝယုံကြည်တယ်ဒီသဘောအရအဖေသားကိုအကြံတစ်ခုပေးခြင်းတယ်သားတစ်နှစ်မှာဘာသာရဲ့အသစ်တစ်ခုစီကိုသင်ကြည့်စမ်းပါပို့ပြီးအမြင်ကျလာလိမ့်မယ်နောက်တစ်နေ့ကျတော့သားဘယ်လုပ်ငန်းမျိုးထဲမှာနစ်မြုပ်လောက်ကင်ဖြစ်မယ်ဆိုတာဘယ်သူမှမပြောနိုင်ဘူးထောင်ချောက်တွေခလုတ်သတင်းတွေများလာတဲ့စီးပွားရေးလောကနေပယ်ကြီးတွေဖြတ်တန်းရတဲ့အခါမှာတစ်ချိန်ကတစွန်းတစလေးလေးလာမှတ်သားမှုတဲ့ဘယ်ပညာဘယ်ဘုဒ္ဓကသားကိုမမျှော်လင့်မဲ့ကဲတင်သွားမလဲအဖို့မဖြတ်နိုင်တဲ့အကျိုးကျေးဇူးတွေထပေးသွားမလဲဆိုတာဘလို့မှမှန်းဆမရနိုင်ဘူးတက္ကသိုလ်ပညာရေးဆိုတာကသားတို့အုံနောက်ကိုကြဲကြဲပြန့်ပြန့်အသုံးချတတ်အောင်လေ့ကျင့်ပေးဖို့လှုပ်ထားတာအလုပ်တစ်ခုကိုကျူးကျူးဆဆလုပ်တတ်အောင်ကိုရှိတဲ့အချိန်နာရီတွေကိုစနစ်တကျစီမံခန့်ခွဲတတ်အောင်လူအများနဲ့ပေါင်းသင်းဆက်ဆံတတ်အောင်ဆိုတာတွေလေ့ကျင့်ပေးဖို့ရည်ရွယ်တာဒီအပြင်လည်းရှိသေးတာပေါ့အားကစားကိုတန်ဖိုးထားတဲ့လေ့ကျင့်ရဖို့မိမပိုးတတ်ဖို့ဘီယာတောက်တတ်ဖို့ဘဝကိုပျော်ပျော်နေတတ်ဖို့ဒါတွေလည်းပါတယ်အဲ့ဒါတွေအတွက်လည်းအခြေအနေတွေဖန်တီးပေးထားတာပဲဒါပေမဲ့နောက်ဆုံးသုံးခုကိုတော့ထိမ့်ထိမ့်သိမ့်သိမ့်လုပ်ပေါ့ဒါတွေကတိတ်အားသွန်ခွန်ဆိုင်မလုပ်ဖဲနဲ့ကိုကျောင်းသားတစ်ယောက်ရဲ့အခြေအနေကိုအများကြီးဖက်ယူသွားနိုင်တဲ့ဟာမျိုးတွေကိုတက္ကသိုလ်ရောက်တော့မှအကောင့်ထဲပေါ်သွားနိုင်တဲ့နောက်အချက်တစ်ခုက Francis Bacon ပြောခဲ့တဲ့အောင်မြင်ရေးဆိုင်ရာဖော်မြူလာပဲဘေကွန်ကစာပေချင်းသည်လူကိုပြေဝစေသည်ပြောဆိုဆွေးနွေးခြင်းသည်ကျွမ်းကျင်ပြင်ဆင်ပြီးဖြစ်စေသည်ရေးသားခြင်းကတိကျသေးကြစေသည်လို့ရေးခဲ့တယ်အသိပညာပြေဝတယ်ကျွမ်းကျင်တယ်တိကျသေးကြတယ်ဒါအင်မတန်အရေးကြီးတဲ့လူအရေးသွေးသုံးခုပဲဒီသုံးခုပေါင်းစပ်နိုင်လို့ကတော့ဘယ်ပုဂ္ဂိုလ်မဆိုသူရည်မှန်းတဲ့ထိတ်တန်းပန်းနိုင်ကိုရောက်မှာမဟုတ်ချပဲတက္ကသိုလ်ကထွက်လာတဲ့အချိန်မှာစာတွေလည်းအတော်ကြည်ကြည်နက်နက်ဖတ်ခဲ့ပြီးသားဖြစ်နေမယ်ရေးစရာသားစရာရှိရင်လည်းယုံယုံရဲရဲရေးနိုင်တဲ့အနေအထားရှိမယ်လူတွေအကြောင်းလဲပေါင်းကြည့်ဘူးလို့သိနာလိုက်ခဲ့မယ်ဆိုရင်တာဒီကဘာလောကကြီးရဲ့တိုးဝင်ဖို့အဆင်သင့်ဖြစ်ပြီပေါ့အဖေကတော့ဒီပုံသင်နည်းအတိုင်းလိုက်နာကျင့်သုံးပြီးကုတ်ကိုတိဆောက်ခဲ့တာပဲဒါပေမဲ့ဒီနေရာမှာအဖေအရင်စလိုဖြစ်ဆွဲပြောဆိုခြင်းနဲ့အချက်တစ်ခုတော့ရှိတယ်ဘယ်အဆင့်ဘယ်အသက်အရွယ်ရောက်နောက်ထပ်စီးပူးလေးလာစရာတွေအမြဲဆက်တွေ့ခဲ့ရတယ်ဆိုတဲ့အချက်ပဲလူသားအိုဝါမယ်ပညာကတော့စုံကန်းတိုင်တယ်မရှိဘူးနောက်တစ်ချက်ဒီကနေ့သားအသက်18နှစ်ရှိပြီနောက်10နှစ်မှာသားဘာဖြစ်ချင်တယ်လဲဘာတွေလုပ်ကင်ချင်တယ်လဲအဲ့ဒီအနေအထားကိုအခုတည်းကသားအာယုံထဲမှာပြီးပြီးပင်မြင်ထားဖို့လိုတယ်အသက်20နဲ့30ကြားကာလဟာပညာစည်းပူးဖို့အတွက်အကောင်းဆုံးအရေးကြီးဆုံးအချိန်ကာလပဲကိုတသက်တာလုပ်ကင်ဖို့ရွေးချယ်တဲ့လုပ်ငန်းရပ်နဲ့ပတ်သက်ပြီးတည်သိထိုက်တဲ့အရာတွေကိုဒီကာလအတွင်းစည်းပူးရင်စည်းပူးမစည်းပူးခဲ့ရင်နောက်တစ်သက်လုံးစည်းပူးပြဖို့မလွယ်တော့ဘူးအသက်30ဆိုရင်မိမရဲ့ကလေးတွေရဲ့စားဝတ်နေမှုအတွက်အာရုံပြုနေတာရဲ့ဆိုတော့ပညာတွေလိုက်စည်းပူးနေဖို့အချိန်သိမ့်မရနိုင်တော့ဘူးအသက်30မှာဘာဖြစ်ရမယ်ဆိုတဲ့ကိုယ်ရည်မှန်းချက်ကို18နှစ်မှာချမှတ်တဲ့အခါရုတ်တရက်အဖို့တော့အဝေးကြီးလမ်းပြီးစိတ်ကူးရင်နေမိသလိုလိုမတန်မရာတွေပဲတွေးတော့နေမိသလိုလိုထင်စရာဖြစ်တတ်တယ်ဒါပေမဲ့ကိစ္စမရှိဘူးကိုယ်ရည်မှန်းချက်ကိုခေါင်းနဲ့ဆွဆွဲမြဲမြဲသာထိထားပါရည်မှန်းချက်ဆိုတာရှိမှလူမှာကြိုးပမ်းခြင်းစိတ်ရုန်းကန်လှုပ်ရှားခြင်းစိတ်တွေရှိတာဘာရည်မှန်းချက်မှမရှိရင်အိပ်ပြက်ခံအညောင်းညာခံပြီးဘယ်သူမှစာတွေဖတ်နေမှာမဟုတ်ဘူးစာမွေးအောင်ဖို့တို့စာစီစာကုန်းအမှတ်ကောင်းကောင်းရဖို့တို့ဘယ်သူမှကြိုးစားနေမှာမဟုတ်ဘူးပြင်းစရာကောင်းတဲ့လက်ချာတွေတိတ်ခတ်တဲ့ဘာသာရပ်တွေလည်းဘယ်သူမှလိုက်တက်နေကြမှာမဟုတ်ဘူးဒီကိစ္စနည်းနည်းထပ်ပြောခြင်းသေးတယ်ကိုရည်မှန်းချက်တစ်ခုကိုရွေးချယ်ရထားပြီးတဲ့နောက်မှာပထမဆုံးလုပ်ရမယ့်အလုပ်ကကိုရထားတဲ့အဲ့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတက်နိုင်သမျှတိတိကျကျရေးရာသိအောင်ကြိုးစားဖို့ပဲလူငယ်တော်တော်များများကိုမေးကြည့်ရင်ကျွန်တော်တော့ရှင်းနေလို့မယ်စိတ်ကူးတာပဲဆိုတာမျိုးဝိုးတိုဝါဒပြောတတ်ကြတယ်တကယ်လဲသူ့ကောင်းထဲမှာရှင်းနေတယောက်ရဲ့လုပ်ငန်းဘဝနဲ့ပတ်သက်ပြီးဝိုးတိုဝါဒအသိပဲရှိတယ်
အဲ့ဒီလိုဝိုးတိုးဝါးသားနဲ့ပဲရှစ်နေဘဝတကယ်ရောက်သွားတဲ့အခါကျတော့ကိုမထင်တဲ့အနေအထားမျိုးတွေတွေ့ရကိုဘဝနဲ့မကိုက်တဲ့အလုပ်မျိုးတွေလုပ်ရနဲ့ဒုက္ခရောက်တော့တာပဲအဲ့ဒါကြောင့်လုပ်ငန်းဘဝတစ်ခုပဏာမရွေးချယ်ရထားပြီးရင်အဲ့ဒီလုပ်ငန်းအကြောင်းအကောင်းဆုံးစုံလင်စွာသိအောင်အရင်လေ့လာပြီးတော့မှအပိသက်ဆုံးဖြတ်ချက်ချဖို့လိုတယ်ဒီလိုလေ့လာတဲ့နေရာမှာအကောင်းဆုံးနည်းလမ်းတစ်ခုကဒီလုပ်ငန်းနဲ့အရင်ရောက်နေတဲ့ပုံကိုယ်ရေးစီမှာစုံစမ်းမေးမြန်းတဲ့နည်းပဲဒါမှလည်းတခုတော့သတိထားဖို့တော့လိုတယ်မျှမျှတတအမြင်ရှိတဲ့လူမျိုးကိုချင်းကပ်မိဖို့တချို့လူတွေကကိုယ့်လုပ်ငန်းကလွဲရင်တလောကလုံးဘာမှကောင်းတယ်ထင်တာမဟုတ်ဘူးအခြားလူတွေရဲ့လုပ်ငန်းတွေအကြောင်းလဲဘာမှသိတာမဟုတ်ဘူးအချို့လူတွေကြတော့လဲကိုလုပ်နေတဲ့အလုပ်ကိုအကောင်းမပြောတတ်ကြဘူးသူတို့ကနေရာမှားပြီးရောက်လာတာမလုပ်ချင်ပဲလုပ်နေရလို့အဲ့ဒီအလုပ်ကိုမုန်းနေတာအဲ့ဒီတော့ကောင်းတာကအလုပ်ကန်ရွေးချယ်ရေးဆိုင်ရာအတိုင်ပင်ခံပုဂ္ဂိုလ်ကောင်းကောင်းတစ်ယောက်နဲ့သွားဆွေးနွေးတာသူစီကအကြံပြုလမ်းညွှန်မှုယူတာပိုကောင်းတယ်သူကရှေ့နေလှုပ်ချင်တယ်လို့လူကိုတကယ်ရှေ့နေလောကထဲဝင်သွားတဲ့အခါဘာတွေတွေ့ရမယ်ဆိုတာကွက်ကွက်ကွင်းကွင်းမြင်အောင်ပြောပြနိုင်လိမ့်မယ်ရှေ့နေဘဝမှာတွေ့ရနိုင်တဲ့အခက်အခဲတွေနဲ့အဲ့ဒီအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ကြိုတင်လေးချက်ပြင်ဆင်ထားရမယ့်အရာတွေပါညွှန်ပြနိုင်လိမ့်မယ်ကိုရာထားချက်ကိုအချိန်အတော်အသင့်ပေးလေ့လာပြီးမှဒါငါရည်မှန်းချက်ပန်းနိုင်လို့အခိုင်အမာဆုံးဖြတ်ပြဋ္ဌာန်းတဲ့အခါမရေရာတဲ့ဘဝလမ်းကြောင်းရွေးချယ်မိခဲ့တဲ့လူများလို့နောက်လုပ်ငန်းလောကရဲ့တကယ်ရောက်မှစိတ်ညစ်ရာအချိန်အတော်နောက်ကျပြီးမှနောက်လုပ်ငန်းအသစ်တစ်ခုကူးပြောင်းရဆိုတဲ့ပြဿနာတွေမရှိတော့ဘူးပေါ့ရှင်းနေအလုပ်ဖြစ်စေစည်ရင်ကန်အလုပ်ဖြစ်စေအခြားတစ်ခုခုဖြစ်စေတိတိကျကျရွေးချယ်ဆုံးဖြတ်ပြီးပြီဆိုရင်အဲ့ဒီအချိန်ကစပြီးလုပ်ရမယ့်အလုပ်တစ်ခုကနွေရာသီကျောင်းပိတ်ရက်လိုကာလမျိုးမှာအဲ့ဒီအလုပ်လောကတွေကိုအတွေ့အကြုံရအောင်ဝင်တိုးကြည့်ဖို့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးစာတွေ့အသည့်တွေကျောင်းကပေးတဲ့လောက်လဲအရယူကိုယ်တိုင်လဲပို့ပြီးကြကြပြန့်ပြန့်ဖတ်နေတဲ့တစ်ချိန်တည်းမှာလက်တွေ့ဘုသူဒ္ဓကိုလည်းသူများထက်စောစောစီးစီးကလေးကရနိုင်သမျှရအောင်ယူထားတဲ့သဘောအောင်မြင်ခြင်းနဲ့လူငယ်မှန်ရင်အဲ့ဒီလိုလုပ်ရမှာပဲကို့ဦးလေးဘာကြီးကို့အဖေလူကြီးများရဲ့မိတ်ဆွေအဲ့ဒီလိုပုံကိုတရားကိုချင်းကပ်ပြီးကို့တဘဝတာရွေးချယ်ထားတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အလုပ်တစ်ခုခုကျောင်းပိတ်ရက်ရှည်တိုင်းရအောင်ဝင်လုံး Thomas Huxley ဆိုတဲ့ပုဂ္ဂိုလ်ကြီးကဘဝရဲ့အမြင့်ဆုံးဥတီချက်ဟာသိမှုမဟုတ်ဘူးလှုပ်ဆောင်မှုလို့ဆိုခဲ့ဘူးတယ်အဖေကဒါကိုသိမှုကညွှန်ကြားခိုင်းစေသည့်အတိုင်းလှုပ်ဆောင်မှုလို့ဖြစ်ဆွဲလိုက်ခြင်းတယ်လူတစ်ယောက်ရဲ့အောင်မြင်မှုကိုသူ့လုပ်ရက်နဲ့တိုင်းတာရတယ်လုပ်ရက်တစ်ခုရဲ့အကောင်းဆုံးအရေးသွေးဟာအဲ့ဒီအလုပ်ကိုဘလောက်ဉာဏ်ပညာဘုသူဒ္ဓရှိစွာလုပ်ခဲ့တယ်လဲဆိုတဲ့အချက်ပေါ်မှာမူတည်တယ်အဲ့ဒီတော့လေ့လာပါလုပ်ပါဒီမှာကြားဖြတ်ပြီးတစ်ခုပြောလိုက်ခြင်းသေးတယ်သားတို့တငယ်ချင်းတွေတစ်ခါတလေဆိုပြီးဘီယာတောက်ကြစကားဝိုင်းဖွဲ့ကြရင်းကတယောက်ယောက်ကစပြောတာရှိလိမ့်မယ်ကျောင်းကတစ်နှစ်လောက်ထွက်ပြီးတကဘာလုံးရှောက်လေကြည့်ရရင်တိတ်ကောင်းမယ်ဆိုတဲ့စိတ်ကူးအဖေတခုတော့ပြောလိုက်မယ်ကျောင်းသားတယောက်ပါဇက်ကဒီစကားမျိုးထွက်လာတဲ့အချိန်မှာကျောင်းစာတွေခက်လာများလာတဲ့အချိန်စောစောကဖြေခဲ့တဲ့စာမွေးတစ်ခုကလည်းအခြေအနေသိမ့်မကောင်းလို့အိမ်ကိုတိုင်စာရောက်တော့မယ်ဆိုတဲ့အချိန်မျိုးနဲ့နီးစပ်တိုက်ဆိုင်နေတတ်တယ်အဖေတို့တုန်းကလည်းဒီလိုပဲရှိခဲ့ကြတာကိုဒီလိုကျောင်းခဏနားပြီးခီးသွားခြင်းတဲ့ကျောင်းသားအရေးအတွက်ကဟိုခေတ်နဲ့ဒီခေတ်တိတ်ကွာခြားလာမယ်မထင်ဘူးအကြောင်းပြချက်တွေကလည်းအတူတူလောက်ပဲနေမှာအများဆုံးပြောတဲ့ကြတာကတော့ကြောပွဲတလုံးလွယ်ပြီးကိုယ်လမ်းစရိတ်ကိုရှာပြီးသွားမယ်တကဘာလုံးပတ်ပြီးပြန်လာတဲ့အခါဘဝအတွေ့အကြုံတွေစုံလာမယ်ကျောင်းကဘလို့မှသင်မပေးနိုင်တဲ့ပညာတွေတပုံတပင်ပါလာမယ်ဆိုတဲ့စကားဟုတ်တယ်တလောက်လဲဟုတ်မှာပေါ့လေဒါပေမဲ့အဖေမြင်တာတော့ဒီလိုအကြောင်းပြတဲ့အကြောင်းသားတော်တော်များများမှာတကယ်တမ်းသူတို့ပြောသလိုဘဝတက္ကသိုလ်ကြီးရဲ့ပညာတွေသွားစီးပူးခြင်းတဲ့ဆန္ဒကဒီလောက်ပြင်းပြင်းပြပြရှိတာမဟုတ်ဘူးလောလောဆယ်ကြောင်းတက်ရတာစာရီဖတ်ရကြက်ရတာကိုပြင်းလို့ဒီကလွတ်ရင်ပြီးရောသဘောနဲ့ထွက်ပေါက်ရှာကြတာတွေများတယ်အပြင်လောကကြီးတွေကအသိပညာတွေကိုသူတို့ဘလောက်ရကြတယ်လဲတော့မသိဘူးစည်ရင်စရာတွေအရာတေးကြတာတခုကတော့ကျောင်းကခဏဆိုပြီးထွက်သွားကြတဲ့အဲ့ဒီပုံကိုယ်တွေထဲမှာကျောင်းကိုပြန်ရောက်လာသူဦးရေအင်မတန့်ကိုနဲလာတယ်ဆိုတဲ့အချက်ပဲအဲ့ဒီတော့သားအနေနဲ့ဥရောပတိုက်ဖက်ကိုကြောပွဲတလုံးနဲ့ခရီးထွက်ချင်နေတယ်ထွက်ဖို့လဲလိုအပ်တယ်လို့ယူဆနေမယ်ဆိုရင်မေတရက်နေ့နဲ့စက်တင်ဘာ1ရက်ကြားကျောင်းသားတဲ့အချိန်မှာသွားပါလို့အဖေအကြံပေးခြင်းတယ်အဲ့ဒီလောက်ဆိုရင်လဲအပြင်လောကမှာပညာရှာဖို့အချိန်မနှဲပဲရပါပြီအဲ့ဒါကိုမလုံလောက်ဘူးတစ်နှစ်လောက်ထွက်လိုက်ရမှတကယ်တန်ဖိုးရှိမှာလို့သားစိတ်ထဲမှာတိတ်ပြင်းပြင်းထန်ထန်ဖြစ်နေမယ်ဆိုရင်တော့အဖေတခုပြောမယ်ကျောင်းတစ်နှစ်ထွက်ပြီးသားသဘောတိုင်းသားရှောက်သွားခြင်းဟာသွားသို့တော့ခီးစိတ်တော့ကို့ဘာသာကိုရှာအဲ့ဒီလိုမဟုတ်ပဲအဖေပြောသလိုမေလမှာသွားမယ်ဆိုရင်တော့သားကိုခီးစိတ်အလုံးလောက်ပေးလိုက်မယ်သားကတော့သားကိုလက်ထိုးတာပဲထင်ကျင်မယ်အဖေကတော့ပုံပွင့်လင်းလင်းပဲတစ်နှစ်လုံးကြီးရှောက်သွားနေမှမလိုလားလို့ဒီစကားပြောရတာအုံနောက်တစ်ခုဟာတစ်နှစ်လောက်အနာပေးထားလိုက်ပြီဆိုရင်ပြန်ခိုင်းလို့တိတ်မရကျင်တော့ဘူးအဲ့ဒီလိုရှောက်သွားပြီးတဲ့နောက်မှာ
သားเจ้าပြန်လာပြီးစာချက်ဖြစ်ဖို့တိတ်ခဲရင်သွားလိမ့်မယ်အဖေကလည်းအိမ်တစ်ဆောင်ကိုပြီးအောင်စောက်တာပဲကြိုက်တယ်တပိုင်းတစ်စနဲ့ပြစ်ထားတာမျိုးမကြည့်နိုင်ဘူးကဲအဲ့ဒါထားအောင်မယ်တက္ကသိုလ်မှာသားဖြောင်းဖြောင်းတန်တန်ပြီးစီးသွားပြီဆိုပါတော့သက်ဆိုင်ရာဘာသာရပ်တွေကိုသားအောင်မြင်မြင်သင်ခဲ့ပြီးပြီသို့တော့အဲ့ဒါအခြေခံပဲရှိသေးတယ်လက်တွေ့လုပ်ငန်းဘဝမှာနောက်4-5-6နှစ်လောက်စီးပူးရအောင်မယ်အဖေအမြင်ကတော့အဖေကိုယ်တိုင် CPA မို့အစွဲလေးလဲပါတယ်ဆိုလုပ်ငန်းကြီးလောက်ကရဲဝင်မဲ့သူဆိုရင် CPA Certified Public Accountant လက်မှတ်ရအောင်လုပ်ပြီးစီးရင်ကန်တယောက်အဖြစ်နဲ့အတွေ့အကြုံယူရင်အကောင်းဆုံးပဲနောက်တစ်နည်းက MBA Master of Business Administration ဘွဲ့ရအောင်လုပ်ပြီးတော့ဈေးကွက်စီမံခန့်ခွဲတဲ့ဘက်ကဝင်အဲ့ဒီလိုဝင်တဲ့ကာလတစ်လျှောက်ဆရာကောင်းတမကောင်းတွေ့ဖို့လဲလိုတယ်ကိုကလည်းတိတ်ကြိုးစားရတယ်အဲ့ဒါမှလုပ်ငန်းရဲ့သဘောကိုတကယ်နှောကြည့်မှာတက္ကသိုလ်မှာအခြေခံရပြီးပြီလက်တွေ့လုပ်ငန်းလောကထဲမှာလည်းအတွေ့အကြုံတွေရခဲ့ပြီးပြီအသက်ကလည်း30နားနီးပြီဆိုတဲ့အချိန်တီးခြားကိုယ်ပိုင်မလုပ်ဘူးတခြားလုပ်ငန်းတွေလည်းမဝင်ဘူးမိသားစုလုပ်ငန်းမှာဝင်ပြီးကြီးကြပ်ကွက်ကဲခြင်းနဲ့ဆိုရင်အဖေစီအလုပ်လျှောက်လိုက်အဖေလက်ခံမယ်အခြေခံအတွေ့အကြုံတွေရှိတဲ့လောက်ရှိလာခဲ့ပြီးပေမဲ့အဖေတို့လုပ်ငန်းထဲရောက်တဲ့အခါနောက်ထပ်အများကြီးဆက်လေ့လာရလိမ့်အောင်မယ်အဖေတို့လုပ်ငန်းရဲ့သဘောတဘာဝကိုတကယ်စုပ်ကိုင်မိဖို့အဖေတို့ဖောက်သည်တွေအဖေတို့ကိုပစ္စည်းပေးသွင်းသူတွေလုပ်သားတွေစီမံခန့်ခွဲရေးဝန်ထမ်းတွေအကြောင်းသိကျွမ်းလာဖို့ပြီးတော့ကိုတိတ်လွှမ်းမိုးလို့မရတဲ့ပြင်ပအင်အားစုတွေနဲ့ညှိနှိုင်းဆောင်ရွက်ရတာကိုအတော်များများလွှမ်းမိုးနိုင်တဲ့အတွင်းအင်အားစုတွေနဲ့ညှိနှိုင်းဆောင်ရွက်ရတာအဲ့ဒါတွေပြီးလုပ်နိုင်လာဖို့9နှစ်လောက်တော့လုံရင်းကန်ရင်စီးပူးရလိမ့်မယ်ကျောင်းတုန်းကလိုစာမှုဝဲတွေပညာရေးတိုးတက်မှုမှတ်တမ်းတွေတော့ရှိမှာမဟုတ်ဘူးကို့အရေးချင်းအကဲခတ်ချင်းရင်လစဉ်အရှုံးမြတ်စည်းရင်းကိုသာကြည်အဲ့ဒါမှတ်ကြောက်ပဲအဲ့ဒီလိုတွေဖြတ်သန်းပြီးတော့မှတကယ်ကျွမ်းကျင်သောအတွေ့အကြုံရင်သောလုပ်ငန်းအကြီးအကဲတစ်ယောက်ဖြစ်လာမှာအဲ့ဒီတော့မှဇိမ်ခံကားကြီးတွေလုပ်ငန်းကိစ္စနဲ့ကဘာအနှံ့ခရီးသွားရတာတွေဈေးကြီးတဲ့ဟိုတယ်ကြီးစားတောက်ဆိုင်ကြီးတွေမှာဝင်ထက်စားတောက်ရတာတွေရှိလာမှာအဲ့ဒီအဆင့်ရောက်တော့တေချာပြီးစိတ်အေးရပြီလို့ယူဆလို့မရသေးဘူးစီးပွားရေးလုပ်ငန်းကြီးတွေဆိုတာအလှပြတဲ့ကြွေပန်းဝန်းကြီးတွေနဲ့တိတ်တူတယ်အပဲ့အရွက်အနာစာမရှိမှလှပတင့်တယ်တာအဲ့ဒီလိုရှိနေအောင်ကအင်မတန်ဂယုစိုက်ထိမ့်သိမ်းရတာတစ်ချိန်ကြက်ကွဲပြီးပြီဆိုရင်ငကိုအနေပြန်ရအောင်ဆက်ဖို့ပြန်လည်တိဆောက်ဖို့လုံးဝမလွယ်တော့ဘူးရှေးပညာရှိကြီးတွေပြောလို့ရှိတဲ့စကားတစ်ခွန်းရှိတယ်မခုံငင်အရင်ကြီးတဲ့ဟိုဘက်မှာဘာရှိမှန်းမသိပဲရမ်းခုန်လိုက်ရင်ပလင်းကွဲတက်နေမိလိမ့်မယ်ဘွက်ထဲနစ်ချင်နစ်သွားမယ်ဒါကိုပဲတချို့ကနောက်တစ်မျိုးပြောကြတယ်စိုက်တဲ့အပင်ရဲ့အသီးကိုပဲတင်ခုဆွရသိမ်းရလိမ့်မယ်တဲ့လုပ်ငန်းလောကမှာအောင်မြင်မှုရဖို့အတွက်ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ပညာဘုဒ္ဓပြည့်ဝထားရမယ်လောက်ကံရမှာသတိဝရိယရှိရမယ်ရေရှည်အတွက်မျှော်မြင်ပြီးလုပ်တတ်ရမယ်အဲ့ဒါမှအောင်မြင်မယ်တိုးတက်ကြီးပွားမယ်မဟုတ်ရင်တော့အဲ့ဒါနဲ့ဆန့်ကျင်ဘက်တွေပဲပေါ့သားအတွက်ရှိသမျှပညာတွေတွန်ချပေးမဲ့လက်ဦးเสียအဖေနံပါတ်3ပေးစာအောင်မြင်မှုလူတွေကအောင်မြင်တဲ့သူတွေကိုကြည့်တဲ့အခါသူနောက်ဆုံးရောက်နေတဲ့အနေအထားကိုပဲကြည့်တတ်မြင်တတ်ကြတယ်သူ့ဘဝခီးတစ်လျှောက်နှစ်ပေါင်းများစွာကြိုးစားရုန်းကန်ခဲ့ရတာမအောင်မြင်မှုတွေစိတ်တက်ကြစရာတွေကြုံခဲ့ရတာပြဿနာမျိုးစုံကိုရင်ဆိုင်ပြီးသူ့စွမ်းရှိသမျှအားထုတ်ကျော်လွှားခဲ့ရတာတွေကြတော့မမြင်မိကြဘူး။တာများမကြမီကအဖေကြားလိုက်ရတာတခုရှိတယ်။ဆရာတယောက်ဟောကြားနေတဲ့အယူအဆတခုအောင်မြင်သောဖခင်များထံမှတားအဖြစ်မွေးဖွားလာသူများတွေ့ကြုံရတတ်တဲ့ပြဿနာတွေအခက်အခဲတွေတဲ့။စွမ်းရည်ထက်မြက်လွန်းတဲ့အဖေတွေစီမှာလောင်းရိပ်မိကြတဲ့သားများရဲ့ဒုက္ခတဲ့။အောင်မြင်ကြော်ကြားတဲ့မိဘကမွေးလာတဲ့ကလေးတွေမှာကိုယ့်အနေထားကိုချိန်ဆရတာတိတ်ခတ်တယ်လို့သူကဆိုတယ်။ဒီလိုလူငယ်တယောက်စိတ်မှာသူ့ကိုယ်သူ့အဖေလောက်ထူးချွန်မဲ့လူတယောက်လို့ထင်ကိုမထင်နိုင်ရှာဘူးတဲ့အဲ့ဒီလိုမထင်တဲ့အတွက်သူတို့မကြိုးစားကြဘူးကို့အရေးချင်းအစွမ်းစာတွေထုတ်မသုံးပြကြဘူးအဲ့ဒီတော့စွမ်းရည်တက်တီတက်မလာဘူးမအောင်မြင်ကြဘူးတဲ့ကြားရတာစိတ်မကောင်းစရာပါဒီဟာကြားတော့အဖေစိတ်ထဲမှာတားကောဒီလိုအတွေးမျိုးခံစားမှုမျိုးတွေဝင်နေမလားလို့တွေးပူမိတယ်အဲ့ဒီစိတ်ကူးမျိုးတွေနဲ့ဆင်ခြင်ပေးပြီးဘဝပြိုင်ပွဲတဲ့မဝင်ခင်ကနောက်ဆုတ်သွားမှာအဖေစိုးရိမ်တယ်အဲ့ဒီတော့သားစဉ်းစားနိုင်အောင်အဖေကိုယ်တိုင်လာခဲ့တဲ့လမ်းကြောင်းလေးကိုရှင်းပြမယ်အထက်တန်းကျောင်းမှာတော့ကအဖေ9တန်းမှာပြားမြ60လောက်ရတယ်10တန်းမှာ65 17တန်းကျတော့85မှတ်လောက်ရတယ်အဲ့ဒီနောက်တက္ကသိုလ်ရောက်တယ်အဖေတော်လို့မဟုတ်ဘူးအဖေတို့နေမြေဒေသပညာရေးစနစ်အရာဖြစ်လာတာတက္ကသိုလ်မှာပထမပိုင်းအဆင်ပြေပြေပဲဒါတော့အဖေအများကြီးစူးစမ်းတဲ့ကြားကမှန်တမ်းလောက်ပဲဖြစ်တာကြွားလောက်တဲ့အဆင့်မျိုးမရှိဘူးစူးစမ်းတာတော့အမှန်ပဲဘာကြောင့်လဲဆိုတော့အဖေကောင်းကဘာမှအလွယ်တကူဝင်တာမဟုတ်ဘူး
နောက်ပိုင်းအဖေ CPA Certified Public Accountant လက်မှတ်ရပြည်သူ့စည်းကင်စာမှုပွဲဝင်တော့ကြပါလေရောအဖေတော်တော်ကို6ချာဖြစ်သွားတယ်လုံးဝထင်မထားတဲ့ကိစ္စဟာငါတော့သွားပြီပေါ့တက္ကသိုလ်မှာ6နှစ်လုံးနေလာခဲ့တာအချင်းကြီးအလားအသက်ဖြစ်ပြီးဆိုပြီးအကြီးအကျယ်စိတ်သက်ကြသွားတယ်နောက်နှစ်မှာတစ်ချိန်ထပ်ဖြေခွင့်ရအောင်မယ်ဆိုတော့မှအဖေအများကြီးစိတ်သက်သာသွားတယ်ပထမအချိန်ကဘာကြောင့်မအောင်မြင်တယ်လဲသုံးသက်ကြည့်တော့အကြောင်းရင်းကအရှင်းလေးပဲအောင်မြင်ဖို့လိုအပ်တဲ့အတိုင်းအတာအထိအဖေမကြိုးစားခဲ့ဘူးအဲ့ဒါပဲအဖေသိပြီးတဲ့နောက်အဖေဆုံးဖြတ်ချက်ချတယ်နောက်နှစ်မှာဒီလိုမဖြစ်စေရဘူးဆုံးဖြတ်ချက်အတိုင်းကြိုးစားတော့တကယ်လဲနောက်ထပ်မဖြစ်တော့ပါဘူးအဖေအောင်သွားတယ်အဲ့ဒါကိုသင်ခန်းစာယူပြီးဒီနေ့ထိအဖေကြိုးစားခဲ့တယ်စာကြိုးစားတဲ့အလေးကျင့်ဆိုတာကလည်းအလွယ်တကူရနိုင်တာမျိုးတော့မဟုတ်ဘူးပညာရှာမိခြင်းတဲ့စိတ်အခြေခံလေးပါလာဖို့လိုတယ်အာယုံစူးစိုက်မှုရှိဖို့လည်းလိုတယ်ဇွဲနေပဲလည်းရှိရတယ်တကယ်တော့ဒီရေချွင်းတွေကလူ100မှာ90လောက်ဖို့မွေးယူရင်ရနိုင်တာတွေပါပဲဒါပေမဲ့တကယ်လက်တွေ့မှာဒီလိုရေချင်းမျိုးရှိသူအင်မတန်နေတယ်တားစိတ်ထဲမှာအဖေကျိုးပန်းခဲ့သမျှအောင်မြင်ခဲ့တာကြီးပဲလို့မှတ်ထားမိမယ်ဆိုရင်တော့အဖေဘွားရဲ့အစိတ်ပိုင်းတော်တော်များများကိုတားတတိချာချာမသိသေးဘူးလို့ဆိုရမှာပဲအောင်မြင်နေတဲ့လူတွေကိုကြည့်လိုက်ရင်သူတို့ဘဝဟာရှေလျားဖြောက်တန်းတဲ့အောင်မြင်မှုလမ်းမကြီးအတိုင်းရှောင်လန်းခဲ့ရတဲ့အောင်ထင်ရတတ်တယ်အများသတိမမူမိကြတာကအဲ့ဒီလမ်းပေါ်ကတွန်းဖယ်ချခံရတဲ့အခါတိုင်းဒီပေါ်ပြန်ရောက်အောင်သူတို့ဘလို့ဇွဲနှပဲနဲ့ကုတ်ကတ်တက်ခဲ့ကြတယ်ဆိုတဲ့အကြောင်းပဲအဖေသိသလောက်တော့မအောင်မြင်မှုတွေအရေးနှိမ့်မှုစိတ်ပြတ်အားငယ်ရမှုတွေလုံးဝမကြုံဘူးပဲအောင်ပွဲတစ်ခုပြီးတစ်ခုရသွားတဲ့ပုဂ္ဂိုလ်ဆိုလို့တယောက်မှကိုမရှိဘူးအဲ့ဒီရှုံးနေမှုဒဏ်တွေကိုခံနိုင်ခြင်းမခံနိုင်ခြင်းအဲ့ဒါတွေကိုကြော်လွှားနိုင်ခြင်းမကြော်လွှားနိုင်ခြင်းပေါ်မူတည်ပြီးတော့သာအောင်မြင်သူနဲ့ရှုံးနေသူတို့ကွဲပြားဖြစ်ပေါ်လာတာအရှုံးဒဏ်ခံရမှာတိတ်ကြောက်တဲ့သူတွေအကြောင်းအဖေပြောဘူးလှပါကောလားမအောင်မြင်မှာကြောက်တဲ့စိတ်ကြောင့်ပြိုင်ပွဲမှန်သမျှကိုရှောင်ရှားကြတယ်ပြိုင်ပွဲမဝင်တဲ့သူဟာဘယ်မှာအောင်မြင်သူဖြစ်နိုင်ပါမလဲမအောင်မြင်မှုတိုင်းဟာလူကိုတစုံတစ်ခုတော့တင် जा ပေးလိမ့်ရှိတယ်တချို့မအောင်မြင်မှုတွေကတော့ပိုလို့တောင်တင် जा ပေးသေးတယ် CPA ပထမစာမှုပွဲရှုံးတဲ့ကိစ္စကပြီးခဲ့တဲ့25နှစ်လုံးအဖေစီမှာဆွဲကြံခဲ့တယ်အဲ့ဒီကဘာသင်ခန်းစာရတယ်လဲမင်းစူးစမ်းဖို့လိုသေးတယ်ဆိုတဲ့သင်ခန်းစာခုထပ်ပိုစူးစမ်းဖို့ကလွဲလို့အခြားနည်းလမ်းမရှိဘူးဆိုတဲ့သင်ခန်းစာကိစ္စအများစုဟာတကယ်နင်လားငါလားစူးစမ်းပြီးလုပ်ရင်အဆင်ပြေသွားတာအောင်မြင်သွားတာကြီးပါပဲဒါပေမဲ့တခုတော့ရှိသေးတယ်ပြိုင်ပွဲဆိုတာကမြန်တိုင်းနိုင်တာမဟုတ်ဘူးဒီအရင်ဝင်ခဲ့ဘူးတဲ့ပြိုင်ပွဲတွေကသင်ခန်းစာယူတတ်တဲ့လူမျိုးအဲ့ဒီသင်ခန်းစာကိုထိထိရောက်ရောက်အသုံးချတတ်တဲ့လူမျိုးတွေသာအနိုင်ရတတ်ကြတာလူတွေကအောင်မြင်တဲ့သူတွေကိုကြည့်တဲ့အခါသူနောက်ဆုံးရောက်နေတဲ့အနေအထားကိုပဲကြည့်တဲ့မြင်တတ်ကြတယ်သူ့ဘဝခီးတစ်လျှောက်နှစ်ပေါင်းများစွာစူးစမ်းရုန်းကန်ခဲ့ရတာမအောင်မြင်မှုတွေစိတ်တက်ကြစရာတွေကြုံခဲ့ရတာပြဿနာမျိုးစုံကိုရင်ဆိုင်ပြီးသူစွမ်းရှိသမျှအားထုတ်ကြော်လာခဲ့ရတာတွေကြတော့မမြင်မိကြဘူးဒီလူတွေဘာကြောင့်ဒီလိုအားထုတ်ကြိုးပမ်းဖြစ်တယ်လဲဆိုတော့သူတို့မှာဥတီရည်မှန်းချက်တစ်ခုပြင်းပြင်းရှိထားကြလို့ပဲအဲ့ဒီရည်မှန်းချက်ကိုရောက်အောင်တစ်ဆင့်ပြီးတစ်ဆင့်ကြိုးပမ်းတက်လှမ်းကြတာဘဝမှာဥတီရည်မှန်းချက်တိတိကျကျရှိထားဖို့ဟာတိတ်အရေးကြီးတယ်ဒါကြောင့်မို့သားကိုပြောချင်တာကအဖေကိုကြည့်ပြီးဟာအဖေခြေရာကြီးကတိတ်ကြီးတယ်ဒီခြေရာကိုလိုက်နှင်းဖို့ကတော့မဖြစ်နိုင်ဘူးဆိုတာမျိုးမတွေးဖို့ပဲသားစဉ်းစားကြည့်အဖေနဲ့စာရင်သားကဘလောက်တာထွက်ကောင်းထားတယ်လဲဥပမာအကြောင်းပညာဆိုပါတော့အဖေတို့ကထက်အများကြီးတာထားပြီးလူမှုပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့အတွေ့အကြုံဆိုရင်လည်းတခြားစီအဖေသားရွယ်တုန်းကတောမှာပဲရှိသေးတယ်မြို့ကြီးပြကြီးဆိုတာဘာမှမသိသေးဘူးပြီးတော့သားမှာသားဘဝအတွက်အခွင့်အရေးတကားပေါက်တော်တော်များများစီလိုက်ပို့ပေးနိုင်ဖွင့်ပေးနိုင်တဲ့အဖေတို့အမေတို့ရှိတယ်အဖေမှလည်းအဖေအင်မတန်ချစ်တဲ့ကျေးဇူးကြီးမားလာတဲ့မိဘတွေရှိခဲ့တာပဲပေါ့ဒါပေမဲ့အဖေမိဘတွေကအဖေသားရွယ်လောက်မှတင်65နှစ်လောက်ရှိနေကြပြီပြီးတော့အဖေတို့ဒီကနေ့ကျင်လည်နေတဲ့လုပ်ငန်းလောကဆိုတာနဲ့လည်းသူတို့ကလုံးဝအဆက်ဆက်ရှိကြတာမဟုတ်ဘူးနောက်တစ်ခုကအထက်တန်းကျောင်းမှာတော့ကသားကျောင်းကောင်စီမှာအရွေးခံရဘူးတယ်မဟုတ်လားကျောင်းကဒုတိယဘတ်စကတ်ဘောအသင်းမှာလည်းကပတိန်ဖြစ်ခဲ့တယ်ဒူးမှာ operation 3 ကြိမ်တိတိလုပ်ရတဲ့ကြားကကျောင်းအသင်းမှာဘောလုံး3နှစ်ဝင်ကစားနိုင်ခဲ့တယ်မဟုတ်လားဒါတွေဟာဥဆောင်မှုအရေးအသွေးတွေအောင်မြင်မှုအခြေခံတွေပဲပေါ့အဲ့ဒီတော့သားပေါ်သားသုံးသက်ကြည့်ရင်အဖေငယ်စဉ်တုန်းကထက်တော့သားမှာအခြေခံကောင်းထားပြီးသားဆိုတာရှင်းနေပြီပဲနောက်ပိုင်းမှာအဖေထက်ပိုမကောင်းနိုင်စရာဘာအကြောင်းရှိသလဲသားအမြဲသတိထားရမှာကဇာရိတ္တရဲ့စိတ်ဓာတ်ရဲ့ဝိရိယရဲ့တာဝန်သိစိတ်ရဲ့ပဲဒါတွေနဲ့ပတ်သက်ပြီးစဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စတွေသားနေ့စဉ်ကြုံရလိမ့်မယ်လူအတိုင်းဝိုင်းထဲမှာသားဘလို့ပြုတ်မှုကြင်ကြံတယ်လဲဆိုတာကသားရဲ့ဇာရိတ္တဘလောက်ကောင်းမကောင်း
ကိုကျင့်တည်ကြည်မှုဘလောက်ရှိမရှိဆိုတာကိုသတ်မှတ်လိမ့်မယ်ဘောလုံးကွင်းဘတ်စကတ်ဘောကွင်းထဲမှာတားဘလောက်အားထုတ်ခဲ့တယ်လဲမထုတ်တယ်လဲဆိုတာကတားရဲ့စိတ်ဓာတ်အင်အားအနည်းအများကိုအကဲဖြတ်လိမ့်မယ်ကျောင်းစာကိုဘလောက်အချိန်ပေးတယ်လဲစာထဲမှာဘလောက်အာယုံစုစိုက်တယ်လဲဆိုတာတွေကတားမှာဝရိယရှိမရှိဆုံးဖြတ်ပေးလိမ့်မယ်ဒီဟာတွေအားလုံးအပြင်အရေးကြီးတဲ့အချက်တစ်ခုကနေ့စဉ်အမှုကိစ္စအသီးသီးဆောင်ရွက်ရမှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးငါတာဝန်ကျေသလားမကျေဘူးလားဆိုတာကိုစဉ်းစားဖို့ပဲဘာကြောင့်လဲဆိုတော့ရေရှည်မှာလူတစ်ယောက်ဘလောက်အောင်မြင်တယ်မအောင်မြင်ဘူးဆိုတာဟာသူ့မှာတာဝန်သိစိတ်ဘလောက်ကြီးမားတယ်မကြီးမားဘူးကိစ္စတစ်ခုကိုဘလောက်အလေးထားပြီးဆောင်ရွက်တယ်မဆောင်ရွက်ဘူးဆိုတဲ့အချက်ပေါ်မှာမူတည်တတ်လို့ပဲအဲ့ဒီတော့ချုပ်ပြောရရင်ဒီနေ့ထိတားရရှိခဲ့တဲ့အောင်မြင်မှုတွေဟာမနှဲပါဘူးအောင်မြင်ရေးခီးလန်းကိုရှောက်လန်းမဲ့လူငယ်တူအတွက်လိုအပ်တဲ့အစဉ်တစားတွေလည်းပြည့်ပြည့်စုံစုံရှိနေပါပြီတားအတွက်အောင်ပွဲဟာစထားပြီးသားပါအစကောင်းထားတာကိုအနှောင်းသေးကြအောင်လုပ်ဖို့ခြေချပြီးသားအောင်မြင်မှုလမ်းကိုဆက်လန်းလျှောက်ဖို့ပဲလိုပါတော့တယ်အဖေကမကြော်နိုင်ဘူးလားတဲ့အသာလေးပါတားတာကြိုးစားရင်ဆယ်ပြန်အပြန်100တောင်ကြော်သွားပါလိမ့်အောင်မယ်အမြဲအားပေးနေမဲ့အဖေပေးစာနံပါတ်4အချိန်အဟုန်ရော့မသွားစေနဲ့လူဘဝရဲ့အချို့အဆင့်အချို့ကာလတွေဟာခက်ခဲတယ်လှေကိုရေဆန်လှော်ရတယ်လို့အားထုတ်ရတတ်တယ်အဲ့ဒီအချိန်မျိုးမှာနာနာဖိလှော်နိုင်မှာအလှော်ရက်တာနဲ့တပြိုင်နက်ရေစီးနဲ့အောက်ဖက်ပြန်မျောသွားမှာညောင်းညာလို့ခဏတစ်ဖြုတ်နားမယ်ဆိုရင်တော့နေရာဌာနကြည့်ပြီးလိုအပ်တာတွေပြင်ဆင်ပြီးနားရတယ်ရေစီးတန်တဲ့နေရာအမိအတွက်မရှိတဲ့နေရာမျိုးမှာမနားရဘူးတာအဆန်းစာမဝဲကအမှတ်စရင်ခုပဲရောက်လာတယ်စရင်ထဲမှာ D တို့ D- တို့ C- တို့ဆိုတဲ့ထူးထူးဆန်းဆန်းအစစ်မှတ်တွေတွေ့ရပါကလားအဖေဒါတွေမမြင်ဘူးသားမိတ်ဆွေတယောက်မေးကြည့်တော့မှအောက်တန်းအဆင့်အမှတ်တွေဆိုတာအဖေသိရတာပထမနှစ်တုန်းကတားရဲ့အမှတ်စရင်တွေကိုကြည့်ပြီးဖြစ်ခဲ့ရတဲ့ဝမ်းသာပီတိတွေတားပေါ်အားရမိကျေနပ်မိအထင်ကြီးမိခဲ့တာတွေအားလုံးပျောက်ကုန်တဲ့သားအင်းလေဘာပဲဖြစ်ဖြစ်ငါသားတော့ကျောင်းပထမနှစ်ဝက်မှာအတော်လေးဝအောင်ပျော်ခဲ့ရမှာပဲလို့အဖေအောင်းမေးမိတယ်မပျော်ခဲ့ရဘူးဆိုရင်တော့အားလက်ချိန်တွေအားလုံးအိပ်ရင်ဖြုံးတီးခဲ့တာပဲနေမှာပေါ့တားလည်းသိတဲ့အတိုင်းပဲမော်တော်ကားတစ်စီးကိုတောင်တက်မှာတွန်းရတယ်ဆိုတာတက်တာတဲ့အလုပ်တော့မဟုတ်ဘူးတောင်ထိပ်ရောက်မှကိစ္စကပြီးတာဒီကြားထဲမောလို့ခဏနားကျင်နေဆိုရင်တော့သူ့ကိုထိန်းထားနိုင်အောင်ကြည့်လို့ရသေးတယ်မထိန်းနိုင်ရင်ဟိုးတောင်ကြီးရင်းအထိပြန်လိမ့်ဆင်းသွားလိမ့်မယ်အဲ့ဒီကြားမှအစကပြန်တွန်းပြီတော့လုပ်ငန်းမှာလည်းထိုနည်း၎င်းပဲပညာစီပူလေ့လာတဲ့နေရာမှာလည်းထိုနည်း၎င်းပဲမနေ့ကဘလောက်ပဲလှုပ်ခဲ့ဒီနေ့မလှုပ်ရင်အချိန်သေးသွားတယ်အချိန်သေးသွားပြီဆိုရင်တော့အရင်စူးစမ်းတိဆောက်ထားခဲ့တာတွေတဖြည်းဖြည်းပြိုပြက်ပြုံးတီးကုန်တာပဲအဲ့ဒါဆိုရင်ကိုကြီးမန်းနဲ့ပန်းနိုင်ကိုရောက်မှာမဟုတ်တော့ဘူးဒီကနေ့သားအလုပ်ကတက္ကသိုလ်ပညာခရီးလမ်းကိုဖြောင်းဖြောင်းတန်းတန်းအောင်မြင်မြင်ရှောင်လန်းနိုင်ဖို့ပဲအဲ့ဒီအတွက်နောက်ဆုံးနှစ်အထိတောက်လျှောက်အချိန်မပြတ်ဆက်စူးစမ်းနေဖို့လိုတယ်နှစ်တွေအတန်ကြာခဲ့ပြီဖြစ်ပေမဲ့အဖေတို့အကြောင်းသားဘဝတော်ကအကြောင်းတွေကောင်းကောင်းမှတ်မိသေးတယ်တက္ကသိုလ်ပထမနှစ်တက်တော့အတန်းထဲမှာတိတ်တော်တဲ့အကြောင်းသားအချို့ပါတယ်သူတို့ကြည့်ပြီးအဖေအားချလိုက်တာဒီကောင်တွေကြည့်ရတာဘာမှတိတ်မလို့ရဘဲနဲ့ကိုအမှတ်တွေကတအားကောင်းနေတာအဖေမှာတော့ B- လောက်ရဖို့အတွက်ကြိုးစားလိုက်ရတာဒါပေမဲ့ဒုတိယနှစ်ရောက်တော့ဇလန်းကလုံးဝတစ်မျိုးပြောင်းသွားတယ်နောက်မှအဖေသိရတာကဒီခြာတိတ်တွေကအထက်တန်းကျောင်းမှာတော့ကတအားကြိုးစားခဲ့ကြတော့အဲ့ဒီမှာအရန်အချိန်ကောင်းလာတာတက္ကသိုလ်ပထမနှစ်ကိုဒီအချိန်နဲ့မှေးလိုက်သွားကြတာဒါပေမဲ့ဒီအချိန်ကဒုတိယနှစ်အထိတော့မခံဘူးဒုတိယနှစ်အကုန်မှာအဖေတို့အတန်းထဲကကျောင်းသား35%လောက်လျော့သွားတယ်အချို့ကစာမဝဲကြလို့ထွက်ရတာအချို့ကကိုယ့်ဘာသာထွက်သွားတာအချို့ကလွယ်တဲ့ဘာသာရွက်တွေဘက်ပြောင်းသွားတာအဲ့ဒီတဲကတော်တော်များများဟာပထမနှစ်တက်စာတော့ကအဖေလန့်ခဲ့တဲ့တိတ်တော်တဲ့ကောင်လေးအထက်တန်းကျောင်းတော့ကအချိန်ကဒီအချိန်ကြတော့မရှိတော့ဘူးလေသူတို့စိတ်ထဲမှာပထမနှစ်တုန်းကအေးစစ်စစ်တသက်တနဲ့ပြီးသွားတော့ဒုတိယနှစ်ကိုလည်းဒီတိုင်းပဲအလွယ်တကူဖြတ်တန်းသွားနိုင်လိမ့်မယ်ထင်ကြတယ်အချိန်နေမှန်ကိုတကယ်သိပြီဆိုတဲ့အခါအချိန်ကနောက်ကျသွားပြီကိုစီကန်းချအလုပ်ချိန်စရာတတ်မှတ်စာမအာယုံစုဆိုင်ဆိုတဲ့အနေထားမျိုးရောက်အောင်ပြန်ပြင်လို့မရကျင်တော့ဘူးအချိန်မမီတော့ဘူးတနည်းပြောရရင်တောင်ပေါ်လမ်းခုလက်ကနောက်ပြန်လိမ့်ဆင်းသွားတဲ့တွန်းလဲကိုလိုက်ဆွဲဖို့မလွယ်သလိုအနှုတ်ဘက်ကိုထိုးဆင်းသွားတဲ့အရှိန်ဟုန်ကိုလည်းအပေါင်းဘက်ချက်ချင်းပြန်တက်အောင်တင်ဖို့ကမလွယ်တော့ဘူးပညာသင်ရမှာတယ်မဟုတ်ဘူးဘဝတစ်ခုလုံးနဲ့ပတ်သက်လာရင်လဲထိုနည်း၎င်းပဲနောက်တစ်နှစ်လောက်ဆိုရင်ပဲသားမြင်လာပါလိမ့်မယ်ဘဝဆိုတာလဲတောင်တက်ခရီးပဲအထက်ကိုတက်နိုင်ဖို့ရုန်းကန်နေရတာပဲကိုအားထုတ်လောက်ကန်ရမယ့်အလုပ်တွေကတစ်ခုပြီးသွားရင်
နောက်တစ်ခုဇက်တိုက်ပေါ်လာတယ်ကိုကအားနဲ့ခွန်နဲ့တွန်းမနေဘူးအလုပ်လုပ်ဖို့အမြဲအဆင်သင့်ရှိမနေဘူးဆိုရင်ဘဝခီးတစ်လျှောက်နေရာတကာမှာရှုံးနိမ့်မှုတွေကြုံရလိမ့်မယ်အောင်မြင်သူနဲ့အလုံးမဖြစ်သူတွေကွဲပြားသွားတာဟာလေအဲ့ဒီအကြောင်းပေါ်မှာအဓိကအခြေခံတာပဲအခုလက်တလောအဖေစဉ်းစားမိသလောက်တော့တာပထမနှစ်တုန်းကမှိတ်လိုက်နေခဲ့တယ်လို့မမြင်ပါဘူးဒါပေမဲ့အဖေတို့ကနူးလေနဲ့မြစ်တွေချောင်းတွေလှော်ခဲ့ခတ်ခဲ့တဲ့အတွေ့အကြုံကိုတာမိနေပြီလို့အဖေထင်တယ်လူဘဝရဲ့အချို့အဆင့်အချို့ကာလတွေဟာခက်ခဲတယ်လှေကိုရေဆန်လှော်ရသလိုအားထုတ်ရတတ်တယ်အဲ့ဒီအချိန်မျိုးမှာနာနာဖိလော်နိုင်မှာအလှော်ရက်တာနဲ့တပြိုင်တည်းရေစီးနဲ့အောက်ဖက်ပြန်မျောသွားမှာညောင်းညာလို့ခဏတစ်ဖြုတ်နားမယ်ဆိုရင်တော့နေရာဌာနကြည့်ပြီးလိုအပ်တာတွေပြင်ဆင်ပြီးနားရတယ်ရေစီးတန်တဲ့နေရာအမိတွေမရှိတဲ့နေရာမျိုးမှာမနားရဘူး။တာအခုရောက်နေတဲ့တက္ကသိုလ်ဒုတိယနှစ်အတန်းဆိုတာဟာလည်းနားခွင့်သာတဲ့နေရာမျိုးမဟုတ်သေးဘူး။အဖေအနေနဲ့ကတော့တနေ့လုံးမှ9လလောက်စာကြိုးစားခိုင်းတာဟာကျောင်းသားတစ်ယောက်စီကမတရားတောင်းဆိုတာလို့မထင်ဘူး။အဲ့ဒါလိုကြိုးစားစရာမလိုဘူး။ပြမျှချင်း D- လောက်ရယုံနဲ့ကျောင်းကဘွဲပေးလိုက်မယ်ဆိုရင်တော့တာအဖေတို့ကုမ္ပဏီမှာအလုပ်ဝင်လာတဲ့အချိန်မှာအကြီးအကျယ်ဒုက္ခရောက်လိမ့်မယ်။အဖေတို့စီမှာလူတိုင်းဟာတစ်နှစ်ကို17လခွဲတိတိရိုးရိုးသားသားချူချူဆာဆာအလုပ်လုပ်ရတယ်။ဆောင်ရွက်မှုကလည်းအေးအဆင့်ကလွဲလို့ဘယ်အဆင့်မှအဖေတို့လက်မခံဘူး။အလုပ်လက်မဲ့အာမခံဥပဒေအရတားလို့ချင်းရင်တစ်နှစ်မှာ9လအထိနားခွင့်တော့ရနိုင်တာပေါ့လေ။ဒါပေမဲ့တားလို့ပုဂ္ဂိုလ်တယောက်အနေနဲ့အဲ့ဒီလိုရအားလာကလေးခံစားပြီးကြာရှည်မနေနိုင်ပါဘူး။အဲ့လိုအနေထားမျိုးမှာကိုလည်းဘလို့မှကျေနပ်နိုင်မှာမဟုတ်ပါဘူး။အနာဂတ်မှာလုပ်ငန်းအကြီးအကျယ်ဖြစ်ချင်နေဆိုရင်တော့နှံပြီးစုပ်တောင်ပန်နဲ့တိတ်ငတ်လို့ပြန်ဝဲနိုင်မှာမဟုတ်ဘူးဆိုတဲ့စကားကိုတားကောင်းနဲ့ဆွဲထားဖို့လိုလိမ့်မယ်။ကဲအခုသားမှာအရင်ကရှိခဲ့တဲ့ကျင်းနဲ့ဆရာကောင်းတဲ့အဆင့်ထိရောက်အောင်အချိန်ဟုန်ပြန်တင်ဖို့အချိန်4လလောက်ရပါသေးတယ်။ကြိုးစားဖို့သားနဲ့အတူကနူးလေလော်ခဲ့တဲ့အဖေစာကျွင်းပထမနှစ်ဝက်အတွင်းကသားနဲ့အတူအချိန်ဖြုံးခဲ့ကြတဲ့သားရဲ့အပေါင်းအသင်းတွေကိုသားတည်တည်ချာချာဝေဖန်စစ်စစ်ကြည့်ရင်အကျိုးကျေးဇူးရှိလိမ့်မယ်လို့အဖေယူဆတယ်။သားအပေါင်းအသင်းအုပ်စုထဲမှာအချို့မှာစိတ်တက်တဲ့အမှုအကျင့်ပိုင်းဆိုင်ရာချွတ်ရင်းအားနည်းချက်တွေရှိတာဒါတွေ့လာရနိုင်တယ်။အဲ့ဒီချွတ်ရင်းအားနည်းချက်တွေဟာသူတို့ဘာကိုကူးစက်တတ်တဲ့ဟာမျိုးတွေမဖြစ်ပါစေနဲ့လို့အဖေဆုတောင်းတယ်။အဲ့ဒီစီစဉ်မှုကိုအခုဒုတိယနှစ်ဝက်အတွင်းမှာလုပ်ဖို့အဖေအကြံပေးခြင်းတယ်။ဘာကြောင့်လဲဆိုတော့တားရဲ့အဲ့ဒီအပေါင်းအသင်းတော်တော်များများဟာနောက်နှစ်မှာကြောက်ဆက်တက်ဖြစ်မယ်လို့အဖေမထင်လို့ပဲ။အဲ့ဒီတော့နောက်နှစ်မှာပြန်လာဖို့မျှော်လင့်နိုင်တဲ့အထက်ကတငယ်ချင်းတဲ့အချို့ရအောင်အခုကလေးကရွေးပေါင်းထားရင်မမှားဘူးလို့အဖေယူဆတယ်။ရေရှည်မှာသူတို့ကပိုပြီးပေါင်းလို့သင်းလို့ကောင်းတဲ့တငယ်ချင်းတွေဖြစ်လာနိုင်တယ်။အဆုံးထိနားထောင်အားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ခင်ဗျာ။